ချစ်တဲ့ငယ်ချင်းများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကောင်ပြောတာတစ်ချက်နားထောင်ကြည့်ကြမယ်ပါလဲဆိုတာဘယ်လိုလဲဆိုတာကဲ ရွှေတကုံဖျားကမိုနေတီတာလားဗမာတွေတီထားတာလားဆိုတာကိုကျွန်တော်ဒီနေ့ပြောပြပေးမှာဖြစ်တယ်ရှေ့မှာမိုနေကဒီစာပေနဲ့ပတ်သက်ပြီးတော့ညင်းတယ်ဗုဒ္ဓဘာသာကိုသူတို့စီကယူထားတယ်ဆိုပြီးတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ညင်းတယ်ဒီနှစ်ခုလုံးကိုကျွန်တော်က response လုပ်ပြီးသွားပြီဒီနေ့ကဘာထပ်ပြောလာလဲဆိုရင်ရွှေတကုံရကုံမှာရှိတဲ့ရွှေတကုံဖျားကမိုနေတဲထားတာဆိုတဲ့အရာကိုကျွန်တော်က response လုပ်ပြီးတော့မှဖြစ်တယ်ရှေ့ရခင်မှာလည်းမြန်မာနိုင်ငံမှာရှိတဲ့ရှေ့မီနောက်ပြီးမြန်မာသမိုင်းပညာရှင်တွေကိုယ်တိုင်ကလည်းဒီရွှေကုံဖျားကဘယ်သူတဲထားတာလဲဆိုတာကိုသမိုင်းအချက်လက်တွေနဲ့တကွချပြပေးတာဖြစ်တယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့စာပေအရာမှာနှက်ဆက်တဲ့ဆရာတော်ကြီးတွေကိုယ်တိုင်ကလည်းဒီရွှေကုံဖျားဆိုတာကဗမာတွေဒီထားတယ်ဆိုတဲ့အရာကိုမင်းတကယ်သိလားညီလေးမင်းဟိုမရောက်တင်ရောက်မင်းရှောက်ခေါ်နေတာမင်းကသိတဲ့လူတွေအများကြီးရှိတယ်ဘယ်သူမှမပြောအေးဆေးနေနေတာမင်းပဲငွေလိုက်ဗမာလူမျိုးနှိုက်ချလိုက်နော်တိုင်းသားနှိုက်ချလိုက်အခုမလူမျိုးနှိုက်ချပြန်မင်းနဲ့သိတဲ့လူတွေအများကြီးရှိတယ်ညီလေးမင်းကုန်တိမင်းကုန်တတ်မဟုတ်ဘူးမင်းလိုက်ကျူးလို့ရှင်လို့ရှောက်တင်နေတာလားမသိမပြောနဲ့ညီလေးမင်းကမဟုတ်တော့ဘူးချက်နဲ့ပြောတော့မယ်ဒီမိုနီတီးထားတာဖြစ်နိုင်လားမဖြစ်နိုင်လားဆိုတော့ချက်နဲ့ကျွန်တော်ပြောပြပေးတော့မယ်ပထမတစ်ချက်ကပါလဲတမိုင်းချက်လက်ကြောက်စာတဲ့မင်းကြောက်စာတွေဖတ်တတ်လို့လားဆောက်ယူရဲ့မောတယ်ခမာရီရဲ့အဲ့ဒါဖြစ်တယ်ဆိုတော့ကျတော့သူတို့တထုံကိုဝင်လာတဲ့အချိန်မှာဗမာဘယင်းတွေပြူဗမာတွေရဲ့တထုံကိုဝင်လာတဲ့အချိန်မှာပြူဗမာတွေကပေးနေလို့နေခိုင်းနေရတဲ့အဆင့်တွေဖြစ်တယ်ဆိုတော့ကျတော့ဗာလဲမင်းပြောတာဖင်ပိုက်ပြင်းနေတယ်မင်းမငင်းနဲ့မင်းမရှောက်တင်နေလားလိုင်းပေါ်မှာမင်းတည်နေကြည့်ပဲညီလေဗမာဘယင်းတွေလက်အောက်မှာနေပြီးညားတယ်မပြောဘူးဆိုတာမြန်မာပြည်အောက်ပိုင်းတချို့ကမပြောချင်လို့လွတ်ထားတာမင်းအကောင်တိကောင်တက်တယ်မြတ်မှတ်နေတာဒုက္ခပဲဟောသူတို့အချိန်တစ်ခုတိမ့်ပိုင်နိုင်လိုက်တယ်ဘာဖြစ်လို့တိမ့်ပိုင်နိုင်တာလဲဆိုရင်ဗမာဘယင်းတွေလက်အောက်မှာနေနေတဲ့အချိန်မှာပေါ်တူဂီတွေဝင်လာတဲ့အချိန်မှာပေါ်တူဂီတွေနဲ့ပေါင်းပြီးတော့ဗမာဘယင်းတွေကိုတလိုင်းတွေကတစ္ဆာဖောက်တယ်တစ္ဆာဖောက်ပြီးတော့ဗမာဘယင်းတွေနိုင်ငံရေးအကျက်တဲ့ဖြစ်နေတဲ့အချိန်မှာအခွင့်ကောင်းယူပြီးတော့ဗမာဘယင်းတွေကိုတိုက်ခိုက်တဲ့အချိန်မှာမြန်မာပြည်အောက်ပိုင်းကိုအချိန်ခဏတခုတိမ့်ပိုင်နိုင်လိုက်တယ်ဒီအရာကလည်းဘာဘယင်းစနစ်မှာမဟုတ်တယ်လို့ဘာမုံမြက်နေတဲ့လူမျိုးမှလည်းမဟုတ်ဘူးသူတို့ဆိုတာကဗမာဘယင်းတွေပေးနေလို့ပေးနေရတဲ့သူတွေကနေပြီးတော့ပေါ်တူဂီတွေနဲ့ပေါင်းပြီးတော့တစ္ဆာဖောက်တယ်ဆိုတာကဒါကပုံကံမှုတက်တက်ဖြစ်တယ်တပုံထားမှုတက်တက်ဖြစ်တယ်ဘာပယင်းမဟုတ်ဘူးယူတွေပေးနေလို့နေတဲ့အစိတ်အော်ဒီဆောက်ယူရမဟုတ်တော့ဘူးမင်းရလဲဆိုတော့ကျတော့ဒီပုံကံတာကိုဒီပုံကံနဲ့ဟုတ်တယ်မှန်တယ်မြန်မာပြည်အောက်ပိုင်းကိုခဏသိမ်းနိုင်လိုက်တယ်အချိန်တစ်ခုပဲတီးတဲ့ဆရာတော်ကြီးတွေတမိုင်းကျောင်းတီးတဲ့လူတွေမေးကြီးမူတက်သူ့နိုင်ငံနဲ့သူ့ဘယင်းနဲ့သူရှိပြီးသားပဲမင်းပါတယ်ရှောက်ပြောတယ်လေလက်အောက်မှာနေပြီးတော့ဘလို့များဒီဗမာပြည်နေပိုင်နဲ့ရန်ကုန်မှာလာပြီးတော့ရွှေကုံဘယ်ကဗမာရဲ့ဘယင်းလက်အောက်လဲဆောက်ယူရဲ့မူသူ့ဘယင်းနဲ့သူရှိပြီးသားဗျာservants of ခမာတွေရဲ့အဲ့ဒါဖြစ်တယ်ခမာနန်းတွင်းမှာနေတယ်ကျွန်တော်တို့တမိုင်းတွေဖတ်ဘူးတယ်အချက်လက်တွေဗမာဘယင်းတိုက်ခိုက်တယ်ဗမာမူမျိုးကိုတိုက်ခိုက်တာမင်းကလည်းမသိပဲနဲ့ရှောက်ပြောနေတယ်ဟောဒုက္ခတယ်ခမာနန်းတွင်းထဲမှာလက်မှုလုပ်ငန်းတွေလုပ်ရတယ်ဘိတုကလုပ်ငန်းတွေလုပ်ရတယ်လို့ကျွန်တော်တို့ဖတ်ဘူးတယ်ဒီစောက်ယူနဲ့မောတယ်ဒီယူရပြောတာပါတယ်လျှောက်ပြောတယ်မသိဘူးအမှန်တရားတယောက်တစ်ခုလည်းမဟုတ်ဘူးမှားနေတာဘသူမှတိုက်ခိုက်တာမဟုတ်နော်ဒီယူပဲကျွန်တော်ပြောတာနော်တိတဲ့လူကတိတ်တယ်ပဲနိုင်ငံရေးအကြောင်းတွေတမိုင်းအကြောင်းတွေနော်ဘယ်ကနေစလဲဘယ်လိုလဲဆိုတာဒါပေမဲ့ဒီယူတိအောင်ပဲကျွန်တော်ပြောဒီယူစီရောက်များများပို့ပေးကြပါဒီယူရဲ့ဟိုရှောက်ခေါ်ဒီဟောက်ရှောက်ခေါ်နဲ့တိတယ်လို့တက်တယ်လို့နဲ့ဘာတစ်ခုလဲအမှန်ကန်တာမဟုတ်ဘူးခွေးမသားကလည်းရှောက်ယူလို့ရှောက်ပေါ်လို့နဲ့အချောက်ရောက်နဲ့ချစ်တဲ့ငယ်ချင်းအများအားလုံးကိုသူပဲကျေးဇူးတင်ပါတယ်ခင်ဗျာ